ကျွန်တော်ငြိမ်ငြိမ်လေးမနေနိုင်တော့ဘူးလွန်ခဲ့တဲ့ရက်အနည်းငယ်ကရှင်းယိုဟာရှောင်းပေါ်အယူအမှုဆွဲလန်းသွားပြီးသူမနောက်ကိုမရက်မနာလိုက်နေခဲ့ပါတယ်လျံချောင်းရဲ့တပည့်တွေကရှောင်းကိုရှင်းယူလူယူသွားမှာစိုးရိမ်တာကြောင့်ဖြစ်နိုင်ခြေရှိတဲ့နီးပြူဟာတွေကိုဆွေးနွေးဖို့အစည်းအဝေးတစ်ခုလုပ်ခဲ့ကြပါတယ်သူကလျံချောင်းကိုပြိုင်ဘက်တစ်ယောက်နဲ့ရင်ဆိုင်တဲ့အခါမှာခန်းစားချက်ကိုခန်းစားချက်နဲ့ပဲတုံ့ပြန်ရမယ်လို့သတိပေးခဲ့ပါတယ်ပထမဆုံးအနေနဲ့သူဟာရိုမန်တဆန်နဲ့အခိုက်အတန့်တွေကိုဖန်တီးဖို့လိုအပ်ပါတယ်အဲ့ဒီနောက်မှာတော့သူပိုင်ဆိုင်ကြောင်းကိုရုတ်တရက်အခိုင်အမာပြသရပါမယ်ဒါပေမဲ့အရေးကြီးဆုံးအပိုင်းကတော့ရှောင်းရဲ့စိတ်ကိုပျော့ပြောင်းသွားစေဖို့အတွက်အားငယ်တယ်လို့မျိုးဟန်ဆောင်ပြဖို့ပါပဲနောက်တစ်နေ့မနက်မှာတော့သူတို့နှစ်ယောက်လုံးမိန်းကလေးအဆောင်ရှိကိုရောက်လာခဲ့ကြပါတယ်ပြိုင်ဆိုင်မှုရဲ့တင်းမာမှုတွေကပောက်ကွဲထွက်တော့မဲ့အခြေအနေပါပဲအဲ့ဒီအချိန်မှာပဲရှောင်းကဒေါသတကြီးပြေးထွက်လာပြီးလန်ချောင်းကိုသူမရဲ့ဆိုရှယ်မီဒီယာမှာဘာကြောင့်ဘလော့လုပ်ထားတာလဲဆိုပြီးရင်ဆိုင်မေးမြန်းมาတော့တယ်သူတို့ရန်ဖြစ်နေတာကိုမြင်တော့ရှင်းယူကသူတို့လမ်းခွဲတော့မှလားလို့မေးခဲ့ပါတယ်ရှောင်းရဲ့မျက်နှာမှာစိတ်ပြက်လက်ပြက်ဖြစ်နေတာကသိတာနေပါတယ်ဒါပေမဲ့မထင်မှတ်ထားပဲလန်ချောင်းကပုံစံပြောင်းပြီးတုံ့ပြန်ခဲ့ပါတယ်သူကသူမကိုတောင်းပန်လိုက်ပြီးဒါဟာသူတို့ရဲ့တန်ရောစင်ကိုတက်တည်ပြခြင်းယုံတက်ပါလို့ပြောခဲ့ပါတယ်သူကသူမကိုအလွန်အမင်းချစ်မြတ်နိုးကြောင်းအခိုင်အမာပြောဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရှောင်းဟာသူမရဲ့ခံစားချက်တွေထဲမှာလုံးဝနှိမ့်မျောသွားခဲ့ပါတယ်အဲ့ဒီအခြေအနေကြီးကရှင်းယုတ်ကိုတော့တကယ်ပဲလူပိုကြီးတယောက်လိုခံစားသွားစေခဲ့ပါတယ်ရှောင်းကတင်းမာနေတဲ့အခြေအနေကြောင့်အနေရခတ်သွားပြီးလန်ချောင်းကိုအမြန်ဆွဲခေါ်သွားခဲ့တယ်လန်ချောင်းကတော့တစ်ချက်ပြုံးလိုက်ပြီးရှောင်းရဲ့အကြိုက်တွေနဲ့ပဲအကုန်လှဆင်ထားတဲ့တိုက်ခန်းအစ်စ်လေးစီခေါ်သွားခဲ့ပါတယ်သူကသူမကိုတိုက်ခန်းတော်တွေပေးလိုက်ပြီးအလုတ်တင်ဆင်းနေတဲ့ကာလမှာဒီမှာပဲနေဖို့ဖိတ်ခေါ်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးတယောက်ကိုတယောက်ဖတ်ထားရင်းနှွေးထွေးတဲ့အငွေ့သက်တွေကအခန်းထဲမှာပြည့်နှက်သွားခဲ့ပါတယ်ရှောင်းကလည်းသူမရဲ့ဖုန်းကိုထုတ်ပြီးသူတို့နှစ်ယောက်ရဲ့ပုံလေးကိုလူမှုကွန်ရက်ပေါ်မှာတင်လိုက်ပါတယ်ရှင်းယိုကလည်းသူတို့နှစ်ယောက်ကြားတဲ့ဝင်နောက်ရှက်လို့မရမှန်းနောက်ဆုံးမှနားလည်သွားပြီးပညာရှိစွာနဲ့ပဲတိတ်တဆိတ်နောက်ဆုတ်ပေးလိုက်ပါတော့တယ်တနှစ်အကြာမှာတော့ကော်ဖီနဲ့တင်းပြတ်တဲ့ပတ်ဝန်းကျင်နဲ့အတူရှောင်းတယောက်သူမရဲ့အလုတ်တင်ကာလာကိုစတင်ခဲ့ပါတယ်သူမကရွမ်ဟိုင်ရုပ်တံဌာနမှာစားတဲ့အဖွဲ့အလုတ်တင်တူဖြစ်လာခဲ့ပါတယ်အလုတ်တင်လို့သာအမိတက်ထားပေမဲ့စီမံခန့်ခွဲသူတွေကအခွင့်အရေးမှန်သမျှကိုလူကြီးသားသမီးတွေအဆက်အသွယ်ရှိသူတွေအတွက်ပဲခြံထားတာကြောင့်သူမမှာတကယ်အင်တာဗျူးတွေကိုပါဝင်ခွင့်မရခဲ့ပါဘူးရှောင်းခများစာရွက်စာတမ်းတွေကော်ပီကူးတာနဲ့ကော်ဖီဖြော်တာပဲလုပ်နေရပါတယ်ဒါကြောင့်သူမဟာလုပ်ငန်းခွင်မှာဖိနှိပ်ခံရတယ်လို့မတရားဆက်ဆံခံရတယ်လို့ခံစားနေရပါတယ်သူမစိတ်တက်ကြနေတဲ့အချိန်မှာပဲလန်ချောင်ဟာလည်းသူ့ဘဝမှာရှာရှာပါပါကြာရှုံးမှု9 ကြိမ်ကြုံတွေ့ခဲ့ရဘူးတာကိုသိလိုက်ရပါတယ်အဲ့ဒီအထက်ကအခက်ခဲဆုံးအတားအဆီးတွေကတော့လေလံဆွဲရမှာ4 ကြိမ်တိုင်တိုင်ရှုံးနိမ့်ခဲ့တာဖြစ်ပြီးအဲ့ဒီအခြေအနေတွေကကုမ္ပဏီကိုအကျက်တဲဆိုင်အောင်တွန်းပို့ခဲ့တာဖြစ်ပါတယ်ဒီဇလန်ရဲ့နောက်ပိုင်းခန်းတွေကိုဘာသာပြန်ပေးခြင်းတလားဆိုတာကွန်မန့်မှာရေးခဲ့နော်